ဟုတ်ကဲ့ဒါကတော့တည်တော့ပေါ့နော်ဒါကတော့ကျွန်တော်တို့တည်တော့ကျွန်တော်ဆရာရဲ့တငယ်ချင်းပေါ့နော်ကျွန်တော်ဆရာရဲ့တငယ်ချင်းပေါ့ဒီနေ့ဟိုလူတက်မှုဖြစ်တာပေါ့နော်လူတက်မှုဖြစ်တဲ့တယောက်ကတော့မိသွားပြီပေါ့နော်တယောက်3ယောက်တော့နော်3ယောက်တဲ့3ယောက်ကိုတယောက်ကမိသွားပြီအခုတယောက်ကပြေးနေတယ်အကောင်ကရက်မတောက်တတ်ဘူးလို့ပြောတာပေါ့နော်အမှပြောတယ်ကျွန်တော်တငယ်ချင်းပဲတဲ့ဒါပေမဲ့ရက်မတောက်တဲ့ဘူးဒီကောင်ပြဿနာဖြစ်တာတဲ့ဖြစ်တာတည်မှန်ကျွန်တော်ပြောပြမယ်ဖြစ်တာတေသွားတဲ့ကောင်လေးကဟိုမဆိုင်ဘူးပေါ့နော်တေတဲ့ကောင်လေးဘာဖြစ်လို့မဆိုင်ဘူးတေတဲ့ကောင်မဆိုင်ဘူးဘာသူတငယ်ချင်းထီလို့ကျွန်တော် live တွေ့တော့ကျွန်တော်ပြောပြမယ်တည်ဖြစ်ရမှာကျွန်တော် live မေးကြည့်တာပေါ့နော်ကျွန်တော်လည်းမနေနိုင်ဘူး live မေးကြည့်တော့ဖြစ်တာဒီလိုမျိုးအမှရန်ဖြစ်ကြတယ်တနခါလိမ့်တာပေါ့နော်တနခါလိမ့်နဲ့စကားများကြတယ်များကြတော့ဒီဘက်ထိုးခံဘက်ကဒါနဲ့ထိုးခံတဲ့ဘက်ကတငယ်ချင်းကရောက်20ရှိတယ်နော်အမားမှန်ကိုအခုကျွန်တော်လိုက်နေမှာကြည့်နေညီကောင်မအမားမှန်ကိုကိုခွဲကြပါနော်ဒါနဲ့ထိုးခံရတဲ့လူကအယောက်20ရှိတယ်အယောက်20ဒါနဲ့ထိုးခံလာဒီဘက်ကထိုးသွားတဲ့လူက3ယောက်ပဲ3ယောက်လား4ယောက်အဲ့လောက်ပဲရှိတယ်ပေါ့နော်ကရင်တယောက်နဲ့ဗမာတယောက်ပေါ့နော်ဗမာပေါ့နော်ကရင်နဲ့ဗမာပေါ့နော်ပြောမယ်ဆိုရင်လူမျိုးခွဲတာမဟုတ်နော်ဒါကျွန်တော်ပြောပြတာပါအဲ့တော့တနခါလိမ့်နဲ့ပြဿနာဖြစ်ကြတာတနခါလိမ့်နဲ့ဒီစကားများကြချင်းနေများတော့ပြဿနာရှာတာကဟိုဘက်ကရှာတာမဟုတ်ဒါနဲ့ထိုးလိုက်တဲ့ဘက်ကရှာတာမဟုတ်ခင်ဗျပြဿနာရှာနော်ဒါပေမဲ့ကျွန်တော်ကိုကြားရင်တော့ဆဲမှာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အမှန်တိုင်းကိုကျွန်တော်ချပြတယ်တေသွားတဲ့ဘက်ကဟိုဒါနဲ့ထိုးလိုက်တဲ့ဘက်ကရှာတာဟိုဘက်ကရှာတော့အခုတေသွားတဲ့ဆုံးသွားတဲ့ညီလေးကသူ့တငယ်ချင်းနဲ့ပြဿနာဖြစ်တော့ဆုံးသွားတဲ့ညီလေးကတငယ်ချင်းကိုထိလို့သွားချတာနော်တငယ်ချင်းကိုထိလို့ဆုံးသွားတဲ့ညီလေးနဲ့နောက်လို့အဖွဲ့ကရောက်20ပေါ့နော်ရောက်20ဖွဲ့နဲ့3ယောက်ဖွဲ့ပေါ့နော်အဲ့တော့ဒီဘက်ကရောက်20ဖွဲ့ဒါနဲ့အရင်ထိုးတော့အဲ့3ယောက်ဖွဲ့ကမတေပဲနဲ့အယောက်20အဖွဲ့တွေကနေပြီးဓာတ်သူတို့ဓာတ်ပြန်ယူပြီးသူတို့ပြန်ထိုးပြတာဒီဘက်ချမ်းပေါ့နော်ဒီလိုကြီးတေသွားတယ်ဆိုတော့ဟုတ်တယ်ဒီဘက်ချမ်းကျွန်တော်မပြောတဲ့အသေးပါထွက်သွားအသေးလားနှလုံးသားမိထွက်လာပေါ့အသေးလားမိထွက်လာပြဿနာအဲ့လိုမျိုးတေသွားတဲ့ဘက်ကပြဿနာရှာတာအယောက်20တေသွားတဲ့ဘက်ကဒီမှာနေကြတာဒီမှာဒါတော့တနင်္ဂနွေစီတော့လူတိုင်းသိမှာပေါ့နော်တနင်္ဂနွေစီလူတိုင်းသိရဒါတော့မာချိုင်နေဝစ်ဒီဘက်ကခေါ်ခုဒီဘက်ကနေဝစ်ဆွဲနေဆွဲဆောင်ဆွဲစမ်းစီဆွဲဟာဒီလက်တန်းဆိုရင်ဒီဘက်ကဆွဲကောက်ဟိုဘက်တန်းသွားပြီဆိုကျွန်တော်မနက်ကပြောတာဆွဲ30ပြီးတော့ဆွဲ17ဟိုဘက်7 13 14 15 16 17တော့မရှိတော့16မှာဖြစ်သွားတာဒါပေမဲ့အခုတယောက်တော့မိထားတယ်နော်ဒါနဲ့ထိုးတဲ့ကောင်လေးတော့မိထားတယ်ကိုကဒါပေမဲ့ဒါနဲ့ထိုးတဲ့ဘက်ကကျတော့အကောင်လေးကအခုထိုးလိုက်တဲ့ကောင်လေးကအရက်မတောက်တတ်ဘူးတဲ့ဒါအကောင်လေးတော့လွတ်နေတယ်ဒါသူတို့ထဲမှာပါတဲ့ကောင်တော့မိထားတယ်အကောင်လေးကတော့မဲကောင်ဘက်ကိုပြေးသွားလို့တတင်းကြားတာပေါ့နော်တတင်းကတော့အမှန်ကန်ကြားတာပဲဒါပေမဲ့တောင်းတထီးရေလုံးမယ်ဆိုတော့ကျွန်တော်တို့ကဘာမှလုပ်လို့မရဘူးလေနော်မေးလို့ရတခုလောက်တပါအောင်လေအခုတေသွားတဲ့ညီလေးကလည်းသူမိဘပေါ့နော်စိတ်တော့မကောင်းပါဘူးသူတို့လည်းကိုယ်ကသိတယ်သူတို့ကကိုယ်လည်းသိမှာပါသူတို့တွေ့ဘူးတဲ့တားတယောက်ပဲရှိတယ်တဲ့တော့ကျွန်တော်သမီးတွေပဲကျွန်မမှာတားတယောက်လည်းရှိတာပါဆိုပြီးပြောတယ်စိတ်လည်းမကောင်းဘူးပေါ့မနက်ကလေနော်ညနေရလေးစိတ်လည်းမကောင်းဘူးဘလို့မှမသိဘူးဗျပြောမယ်ဆိုရင်ထိုင်းကရေတိုင်းမှုဖြစ်တာလို့တခုခုဖြစ်ရင်ထိုင်းစေးုံတွေကပလိတ်ကိုစောက်တာအမှန်ပလိတ်ကနဲ့လေဒီကိုထိသွားတယ်မလားထိသွားလို့ရှိရင်သူဖုံရပလိတ်ကဟိုပါတော့စေးုံကနဲ့မြင်မြင်စေးုံတင်သူကမတင်ဘူးလေဗျမတင်တော့အတက်ကထွက်သွားတာအမမတင်သေးမနဲ့သေသွားပါတော့ဒါနဲ့ခုတ်ခံဒါနဲ့ထိုးခံတီးတာအဲ့လိုမျိုးကြီးအမှန်ကောင်လေးအသက်ရှင်နေကျွန်တော်လိုက်မေးပြီးသွားပြီပေါ့နော်ဟိုစိတ်ဆိုးတယ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုဟိုဘက်ကပဲမရရင်ဒီဘက်ကပဲမရရင်ယောက်ျားကြီးပဲထိုးကြရိုက်ကြခွဲကြခေါင်းကြိုက်ခွဲပြအမှဒါနဲ့ထိုးကြလွန်သွားရင်နော်ဟုတ်တယ်အခုနေခဲ့တဲ့ချင်းအခုတေသွားတဲ့ညီလေးကဒီမာချိုင်နေဝက်ကဘက်ကပဲပေါ့နော်အခုဟိုဒါနဲ့ထိုးလိုက်တဲ့ကောင်တွေကဒီကကောင်မဟုတ်အဝေးကကောင်တွေသူတို့တော့အခုသူပြောတာအဖိုးကြီးကကျွန်တော်ပြောတာအဖိုးကြီးမေးသွားပြီတတိတော့အဖိုးကြီးကျွန်တော်ဆရာရဲ့တငယ်ချင်းကိုကျွန်တော်မေးသွားတယ်သူကပြောတာဟိုအကောင်တွေအခုထိုးတဲ့ကောင်တွေကဆိုင်ငယ်အနီရောင်လေးနဲ့ဟိုကလစ်ပိန်နဲ့ခစ်သူပြောစီတန်းသူပြောတယ်ပေါ့နော်အနီရောင်လေးနဲ့ပေါ့